Telegram မှာကိုယ်ပိုင် channel ထုံးပြီးပတ်စံရှာနေတဲ့သူတွေအတွက် TV ထဲမှာတော့ Telegram channel တွေကပတ်စံထုံနည်းလေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ Telegram channel တွေကနေပတ်စံထုံမယ်ဆိုရင်ကျွန်တော်တို့မှာ Farmer account ရှိထားဖို့တော့လိုအပ်ပါမယ်။ Farmer account ဖွင့်ဖို့အတွက်က passport ရှိမှဖွင့်လို့ရမှာဖြစ်ပြီးတော့ passport မရှိရင်တော့ Farmer account ဖွင့်လို့မရပါဘူး။ဆိုတော့Telegram channel တွေကနေပတ်စံထုတ်ဖို့အတွက် Farmer account မရှိဘဲဘယ်လိုထုတ်လဲဆိုတာကိုအသေးစိတ်ပြပြပေးသွားမှာဖြစ်လို့ video လေးကိုစုံထိကြည့်သွားပေးပါ။ For You channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်ထားပြီးတော့ဘေးနဲ့ notification ခေါင်းလောင်းလေးကိုလည်းတီးထားပေးပါဦး Telegram channel တွေကပတ်စံထုတ်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကိုဝင်လိုက်ပါ channel လေးရောက်ပြီဆိုရင်ဒီအပေါ်က channel logo လေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ဒီဘက်ချမ်းမှာ Telegram ADF ကနေပြီးတော့ရထားတဲ့တုံးကွိုင်းတွေကိုပြထားပါလိမ့်မယ်ဒါကတော့ balance ဆိုတဲ့နေရာမှာကြည့်လို့ရပါတယ်ဆိုတော့ဒီနေရာရောက်ရင်ကျွန်တော် balance ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါ Telegram channel တွေကနေပတ်စံထုတ်မယ်ဆိုရင်တော့ဒီအောက်က available ပြီးတော့နေရာမှာတန်းတွန်ပြေးဖို့တော့လိုအပ်ပါမယ်တန်းတွန်ပြေးပြီဆိုတော့မှထုတ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ Telegram နဲ့ second.53 တွန်ရနေပါပြီဒီရလာတဲ့တွန်ကွိုင်းတွေကိုထုတ်ဖို့အတွက်အောက်က collect ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့သူက Telegram passport တောင်းပါလိမ့်မယ်ဒီနေရာမှာတော့ကျွန်တော်တို့ Telegram account ရဲ့ passport ကိုထည့်ပေးရမှာဖြစ်ပါတယ်အကယ်၍ကိုက passport မေးနေတယ်ဆိုရင်တော့တယောက်မှာ forgot passport ဆိုတာလေးရှိပါမယ်အဲ့ဒါလေးနှိပ်ပြီးတော့ကျွန်တော်တို့ passport အသစ်ပြန်လုပ်လို့ရပါတယ် passport ထည့်ပြီးသွားပြီဆိုရင်သူက format တွေကိုတစ်ခါတည်းရောက်သွားပါလိမ့်မယ် format တွေရောက်ပြီဆိုရင်ဒီအောက်က collect ဆိုတာလေးကိုနှိပ်ပြီးတော့ claim လို့ရပါတယ် claim ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့မှာ format account က verify ဖြစ်တာဖို့တော့လိုအပ်ပါမယ်ဒီနေရာမှာ Farmer account မရှိပဲ Telegram channel တွေကပတ်စံထုံးမယ်ဆိုရင်တော့ကျွန်တော်လုံးဝမှာတနည်းပဲရှိပါတော့တယ်အဲ့ဒါဘာလဲဆိုတော့ service app ပြီးတော့ထုတ်ရမှာဖြစ်ပါတယ်ကျွန်တော်လည်းဒီ Telegram channel တွေကနေပတ်စံထုတ်တဲ့အခါမှာ Farmer account မရှိတဲ့အတွက် service app ပြီးတော့ထုတ်ရပါတယ်ကျွန်တော် service app ပြီးတော့ထုံးနေတဲ့သူကတော့စိတ်ချရပါတယ်အကယ်၍ကိုယ့်ရဲ့ Telegram channel တွေကပတ်စံထုတ်ဖို့အတွက် Farmer account မရှိဘူး service app ချင်တယ်ဆိုရင်ကျွန်တော် Telegram နဲ့လာပြီးပြောလို့ရပါတယ်ကျွန်တော် service app နေတဲ့သူကိုညွှန်ပေးပါမယ် service app ပြီးထုတ်တဲ့အခါကျရင်တော့ service သမားကိုယာယီ owner လေးတော့လွှဲပေးရပါတယ် owner လွှဲပေးရဆိုတော့မှသူကတွန်ကွိုင်းတွေကို claim လို့ရတာဖြစ်ပါတယ် service fee အနေနဲ့ကတော့သူက 5% တော့ဖြစ်ပါတယ် service သမားကောက်တော့ Telegram နေကျွန်တော်စီမှာလာတောင်းလို့ရပါတယ်ဆိုတော့ကျွန်တော်ဒီ Telegram channel တွေကပတ်စံထုံနည်းလေးကတော့ဒီလောက်ပါပဲအားလုံးနားလည်မယ်လို့ထင်ပါတယ်မသိရရှင်လည်း comment ထဲမှာမေးခဲ့လို့ရပါတယ်ဗျဗီဒီယိုလေးကိုဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးကိုကျေးဇူးပါ